အားလုံးဝင်နေတာပါမင်္ဂလာပါခင်ဗျာကျွန်တော်အခုစပါပြီဗျာကျွန်တော်ရှိုးတော့ကျွန်တော်ရှန်ထဲမှာကျွန်တော်စီးနေကြကားလေးပေါက်စားလေးတစ်စီးပဲရှိပါတယ်အဲပေါက်စားလေးကတော့ကျွန်တော်ပြင်ရမှာလေးရှိပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အကျန်းသုံးနေတော့ကျွန်တော်မပြင်ပါဘူးခင်ဗျာဒါပေမဲ့ကျွန်တော်အခုလက်ရှိမှာကားမတ်ကောကိုမသွားပဲနေကျွန်တော်တော့ကားတစ်ပြည်ကြီးရောင်းနေတယ်သွားမှာပါအဲဒီမှာသွားပြီးကျွန်တော်အဲ့ကကားလေးဝယ်သွားလို့ရှိရင်ကျွန်တော် channel မှာကျွန်တော်ပြန်အောင်ပါပါဒီကားတွေ brand new ကားတွေဖြစ်တဲ့အတွက်သူကဘာမှဒီလုံးဆရာမလိုပါဘူးခင်ဗျာအခုဒီမြေပုံမှာကျွန်တော်ပြနေတယ်အခုကျွန်တော်ရောက်နေရဒီနေရာပါခင်ဗျာအခုကျွန်တော်ဒီမှာ brand ကား market ဆိုတော့အဲ့ဒီအောက်ကဒီနေရာကား market ဆိုတဲ့နေရာကျတော့တပတ်နွမ်းကားတွေနဲ့အဲ့လိုမျိုးဒါတချို့ကားတွေရတယ်ပြင်ရတဲ့ကားတွေရှိတော့မပြင်ရတဲ့ကားတွေရှိပါတယ်ခင်ဗျာအဲ့ဒါအခုကျွန်တော်ဒီ brand ကား market မှာကျွန်တော်အခုကားဝယ်ပါမယ်သူကအဆက်လိုက်ရောင်းတာပါခင်ဗျာသူရှိကိုကျွန်တော်သွားမေးပါမယ်ဒီကဆိုလို့ရှိရင်3စီးကို3,9500တောင်းပါတယ်ကျွန်တော်ဝယ်လိုက်ပါမယ်ဒီကားတွေဆိုလို့ရှိရင်တော့roll ride show ဘာလို့ပါတယ်ဗျာ2,900တောင်းပါတယ်3စီးကိုဒါတစ်ဆက်ပေါ့ဗျာဒါကျွန်တော်ထပ်ဝယ်လိုက်ပါမယ်ဝယ်ပြီးတော့ကျွန်တော်ဒီကိုသွားပါမယ်ဒီကောင်ဘယ်လောက်တောင်းမလဲဆိုတာ3,400တောင်းပါတယ်3,400တောင်းနဲ့6,000 3,000ဝယ်လို့4,000ဝယ်လို့ပြောပါတယ်ကျွန်တော်အဲ့ဒါလည်းဝယ်လိုက်ပါမယ်ပြီးရင်ဒီကားတွေကိုကျွန်တော်ပြင်ကျွန်တော်မောင်းသွားလို့ရှိရင်တိုက်ခိုက်တွေပဲရှိလို့ရင်ဒီကောင်လေးတန်းရောင်းလို့ရတဲ့ကားတွေဖြစ်နေတဲ့အတွက်ကျွန်တော်ကရိန်းနဲ့ပဲပို့ပါမယ်ကရိန်းကတစ်ခေါက်တစ်စီးကို600ပေးရပါတယ်ခင်ဗျာကျွန်တော်ပို့ပါမယ်ဒီကောင်လေးလည်းထပ်ပို့ပါမယ်ဒါဒီဘက်ဆက်ပြီးပါကျွန်တော်နောက်6စီးထပ်ပို့အောင်ပါအော်ဒီလေးပေါ့ဗျာပို့လိုက်ပါမယ်ဒီကောင်လေးဟိုပါလေဒီကားတွေကတော့ရှင်းပြောရင်ပြန်ပြင်နေရမလို့တဲ့ကားတွေပေါ့ဗျာဆေးတွေပါတယ်လေလုံးစရာမလိုဘူးရှည်ရဲဆေးတွေရမလို့ရောက်ရင်တန်းရောင်းဆိုတဲ့ကားမျိုးတွေပါကျွန်တော်နောက်မှဒီဟိုပါလေကားမကကနေပြီးတော့မှကျွန်တော်ဝယ်လာကြီးပြန်ဖိုင်းရမယ့်ကားတွေကိုကျွန်တော်ဝယ်ပြီးတော့လုပ်ပြပါမယ်အခုကတော့ကျွန်တော်လုံးဝ brand new ကားတွေဝယ်ပြီးကျွန်တော်ပြန်တင်အောင်ပါကျွန်တော်ကားလေးနဲ့ပဲကျွန်တော်သွားပါမယ်မောင်းနေပါပြီကျွန်တော်အဲ့လိုဟိုတိုက်ဒီတိုင်းလိုဖြစ်နေလို့ကျွန်တော်အဲ့လို luxury ကားတွေကိုကျွန်တော်မောင်းတာပါမောင်းလည်းမမောင်းပါဘူးကျွန်တော်ဆိုရင်ပြစ်တိုက်ရင်တိုက်လိုက်တာဆွတ်မောင်းလို့ကျွန်တော်မမောင်းရပါဘူးကျွန်တော်ကားတွေကဂရင်းရပို့ပြီးလို့ရောက်နေပါပြီကျွန်တော်ကားလေးကိုပါကင်ထိုးလိုက်ပါမယ်ဒီကောင်လေးအခုကျွန်တော်ဈေးစားဖွင့်ပါမယ်ကျွန်တော်လိုချင်တဲ့ဈေးထက်တော့ရဖို့တော့မရှိပါဘူးဒါပေမဲ့ကျွန်တော်ဈေးတွေအခုကျွန်တော်9,000နဲ့ဝယ်တာပဲကျွန်တော်အခုအမြင့်ဆုံးတင်လိုက်3,900ဒါအဲ့လိုတော့မရပါဘူးဒါပေမဲ့ကျွန်တော်အမြင့်ဆုံးတင်ပြီးပဲလို့စော့တာမရဘူးလို့ရှောင်းတာပါဒါပေမဲ့သူတို့ပေးတယ်ကျွန်တော်လည်းကန့်ရင်ကျွန်တော်ရောင်းပါတယ်ကျွန်တော်အခုဈေးတွေလိုက်ဖွင့်လိုက်ပါမယ်အဲ့တော့ပေါ့ပြီနော်ဒီကားလည်းဖွင့်လိုက်ပါပြီပြီးရင်ဒီကောင်လည်းဖွင့်ပါမယ်ဖို့လေးပါဖို့လေးကိုလည်းကျွန်တော်ဈေးဖွင့်ပါမယ်ဟိုမှာဒါပေမဲ့အခု customer တယောက်ရောက်နေပါပြီရောက်နေဟိုဘက်4စီးဟိုဘက်4စီးလားမသိပါဘူးဒီဘက်မှာ5စီးပါအဲ့5စီးကိုကျွန်တော်ခဏထားလိုက်ပါမယ်အခုလူကားလှတယ်လို့ပြောပါတယ်ဒီကောင်မှလိုချင်ရောင်းပေးလိုက်ပါမယ်ကျွန်တော်ခေါ်ရတာသိန်းနဲ့ဒါပေမဲ့သူပေးတဲ့ဈေးနဲ့ကျွန်တော်မနေဘူးလို့တော့ကျွန်တော်တွေ့ရသူရောင်းပေးလိုက်ပါမယ်ဒါဆိုလို့ရှိရင်သူအဆင်ပြေသွားပါပြီဒီမှာတော့ Dogecoin လူမီလာပါပြီကျွန်တော်လာတယ်လို့ပြောပါတယ်ဒါပေမဲ့6,900ဗျာအကုန်ပြီးစီးကျွန်တော်ကြာလာ8တက်ခေါ်လာပြီမဲ့သူက9လောက်ပဲပေးပါတယ်ဒါပေမဲ့ကျွန်တော်ရောင်းပေးလိုက်ပါမယ်သူကလည်းဒီကောင်လေးကတော့လည်းတောင်းနေနော်ကိတ်ကြီးပဲပြောရမယ်ဆိုတော့ဒါပေမဲ့ဒီကောင်ကတော့စောက်ယူပါ9တက်ခေါ်လာတာကျွန်တော်ဘယ်လောက်ပေးလဲဆိုတော့8တက်လောက်ပေးပါတယ်ငါရောင်းပါတယ်ကျွန်တော်ရောင်းပါပါအဲဒါ1000လောက်ရတယ်ကျွန်တော်အဆင်ပြေပါတယ်ဒီကောင်ဆိုရင်ကျွန်တော်ဘယ်လောက်ဟိုဖြစ်မလဲတော့မသိပါဘူး50ခုခေါ်လာတာဒီကောင်49ပဲပေးပါတယ်တကယ်တမ်းပြောရလို့ရှိရင်တော့မနှဲပါဘူးကျွန်တော်ရောင်းလိုက်ပြီဗျာဘယ်လိုလဲဖြစ်ဖြစ်ကျွန်တော်ဟိုရောင်းလိုက်မှာကွာဘာလို့ဖြစ်ကွာကျွန်တော်ညီကပြောတယ်နဲတယ်လို့ပြောနေပါတယ်ဒါမှဒီကားတွေကိုလည်းကျွန်တော်တင်ပါပါဒီကားတွေကိုလည်းကျွန်တော်အခုဟိုဖြစ်မှာပါရောင်းပြီးတင်ပါပြီလာဝယ်ပါလိမ့်မယ်ဒီမှာဇာဆိုလို့ရှိရင်ဒါ roll rush ဗျာကျွန်တော် AC စီးလို့ရတယ်ဗျာဒါပေမဲ့ကျွန်တော်အဲ့လိုကားတွေကိုကျွန်တော်သဘောမကျပါဘူး
ဟိုထိခိုက်လို့ရှင်ဒါပြင်ရတာလေဈေးတွေများပါတယ်ကျွန်တော်အားကြောင့်မစီးပါဘူးဗျာဒီကားလေးကျွန်တော်ရဲ့ကားအဆုပ်ပလုတ်လေးပဲကျွန်တော်စီးပါတယ်3000လောက်ပဲတန်တာပါအဲကားလေးကပြင်ရတယ်ဈေးသက်သာပါတယ်ဟိုဒီမှာ customer တွေလာပါခင်ဗျာဒီမှာဒီကားလေးဒီမှာ ဂျာကွာ ချက်ကွာလေးကိုလာကြည့်နေပါတယ်ဒီကောင်ကတော့ဘာကြာနှခမ်းမွေးနေပါဒီကောင်ကိုကျွန်တော်အခုကျွန်တော်ဖွင့်လေး8ခွန်ရှိပါတယ်ဒီကောင်ခွန်လောက်ပေးပါတယ်ဒါပေမဲ့ကျွန်တော်ပုံမှန်ဈေးနဲ့ပြန်တွက်ရင်တော့ကျွန်တော်ဖွင့်ထားတဲ့ဈေးကိုဒီကောင် 3000လောက်တော့မြင်နော် ဟိုကတော့ဖြစ်ပါတယ်ဒါပေမဲ့ဒီကောင်ကိုကျွန်တော်မရောင်းပါဘူးဘာကြာနှခမ်းမွေးနေမို့လို့ပါဒီကောင်ကတော့လာကြည့်နေပါတယ်ဒီကောင်ပုံစံကတော့မဆိုးပါဘူးဒါပေမဲ့တစ်ခုချိုးဖို့ရုပ်ပါရုပ်ကတော့ကျွန်တော်ဒီကောင်131နဲ့ဖွင့်ပေးရအောင်ဒီကောင်121လောက်ပေးပါတယ်121ဆိုရင်အများကြီးမြတ်ပါတယ်ကျွန်တော်ရောင်းပါတယ်ဘာလို့လဲဆိုကျွန်တော်အဆင်ပြေပါတယ်အဲ့လောက်သေးနေကျွန်တော်တို့အဆင်ပြေလို့ပါဒီကောင်မလေးကကျွန်တော်ဖွင့်ထားတဲ့ဈေးက68ခွန်ဖွင့်ထားပါတယ်သူက61ပဲပေးပါတယ်61ပဲပေးတယ်ကျွန်တော်ကတိတ်ပြီးတော့မမြုပ်ဒါပေမဲ့ဒီကားတွေကကျွန်တော်အဲ့လောက်ဒီကောင်နဲ့မရှိလို့ရောင်းလိုက်ပါမယ်ဒီကောင်ပရီမီယံသမားဗျာဒါပေမဲ့ဒီကောင်5ဖွင့်လာတော့4လောက်တော့ပေးပါတယ်ကျွန်တော်အဲ့ဒါရောင်းပါတယ်ဒီမှာနောက်တစ်ကောင်ထပ်လာပါမယ်ကျွန်တော်ဟိုဒီကောင်က ပြန်သွား ဒီမဟုတ်ထားရအဲဒီမှာဆိုလို့ရှိရင်ဒီနှစ်ကောင်ကကျွန်တော်ဒီကောင်လာကြည့်နေပါတယ်အဲ့ဒီကောင်ကမှအရင်ဦးစားပေးပြီးရောင်းလိုက်ပါမယ်ဒီကောင်ကဟိုတော်ကြီးကန်လူမီတော့မဟုတ်ပါဘူးဒီကောင်ကဂျန်နမန်ပါတော့ရောင်းပေးလိုက်ပါမယ်ကျွန်တော်အာရုံနေတော့လို့ပါထားတိုင်းအာရုံတော့ပါတယ်ဒီချက်ကွာလေးကိုတော့တကောင်ကတော့သူယူလူရန်လှလို့လာကြည့်ရပါဒီကတော့လိုတယ်တဲ့ကာအဲ့တော့သူ့ကိုပဲကျွန်တော်ရောင်းလိုက်ပါမယ်သူ့ကိုရောင်းလိုက်ရင်ကျွန်တော်ဘယ်လောက်ရမလဲဆိုတာရှစ်ခွန်ခေါ်တိုင်းမယ်သူကခွန်လောက်ပေးပြီဗျာဒါပေမဲ့သူ့ကိုရောင်းပေးလိုက်မယ်ဗျာသူရန်လိုချင်တယ်လို့ဖြစ်မယ်အကောင်မလေးကအဲ့တော့ကျွန်တော်ကားအဆုပ်လေးပဲရှိပါတယ်ဒီမှာတော့ကားအဆုပ်လေးပဲရှိပါတယ်အခုကျွန်တော်အခုလိုက်ပြပါမယ်ဒါဆိုကျွန်တော်ကားထောက်ဝယ်ပြီးဟိုဖြစ်ဖို့ကျွန်တော်ပြောနေရပါဒါမှထားပါဒါဆိုလို့ရှိရင်တကယ်လို့ကျွန်တော်ကအခုက brand new ကားမဝယ်လာဘူးကားမကကနေပြီးတော့တပတ်နန်းတော့ဝယ်မှာဆိုရင်ဒီမှာရှုပ်ကားတွေပြင်ရပါတယ်ဒါပြင်တဲ့နေရာပါဗျာဒါကတော့ဆေးရောင်မှာဖြစ်တဲ့နေရာပါဒီမှာတော့ကျွန်တော်မမတွေရှိပါတယ်ဒါကတော့ကားကြီးစီးတဲ့နေရာပါခင်ဗျာကားကြီးစီးလို့ရပါတယ်ဒီမှာအဲ့ဒါပြီးသွားကျွန်တော်အိမ်ရတော့ခုမှာပါကျွန်တော်ညခင်းအိတ်ဆက်အနားယူရတဲ့အိမ်ရတော့ဒီမှာပါခင်ဗျာကျွန်တော်အိမ်ထဲမှာတော့ဘာမှတော့မရှိပါဘူးဒီမှာရေးစင်းပေးစင်းခုံရဲ့မှုရရဲ့ဒီမှာကွန်ပျူတာပါညာနဲ့ခုံရဲ့စပွဲပဲရှိပါတယ်ဒါကတော့ကျွန်တော် showroom ကျွန်တော်ရှမ်းပေါ့ဗျာဒီမှာကားစုပ်လေးတတိကိုရက်ထားတာဒါကျွန်တော်ကားလေးပါဒါကျွန်တော်နာမည်နဲ့ကျွန်တော်ဟိုပါပဲဒါပေမဲ့ဒီနေ့တော့ဒီလောက်နဲ့ပဲကျွန်တော်တို့ရက်လိုက်မယ်ဗျာသမင်းစားချိန်လည်းနီကတ်လာပြီမို့တော့နေ့နေ့စားချိန်နီကတ်လာပြီဆိုတော့ကျွန်တော်ဒီလောက်နဲ့ပဲဖြတ်လိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ရက်တွေကျရင်ဆက်တွေ့ပါမယ်